နေတဲ့ coffee လို့လည်းပြောတာလည်းပေါ့ငါ coffee ဘာပြောမှမသိအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဗီဒီယိုသင်ခန်းစာပို့ချချက်ကဏ္ဍမှာတော့အခြေခံတရုတ်တရာသင်ခန်းစာတွေကိုလေ့လာတော့မှာဖြစ်ပါတယ်ငါ coffee တောက်တယ်我喝咖啡我喝咖啡我ဆိုတာကငါကျွန်တော်ကျမလို့အဓိပ္ပာယ်ရတယ်ပုဂ္ဂလနံစာတစ်ခုဖြစ်တယ်喝တောက်တယ်လို့အဓိပ္ပာယ်ရတယ် verb တစ်ခုဖြစ်တယ်ဗျ咖啡coffee လို့အဓိပ္ပာယ်ရတယ်နာမ်တစ်ခုဖြစ်တယ်ဒီဝါကျထဲမှာဆိုရင်ဝါဆိုတဲ့ပုဂ္ဂလနံစာက subject အနေနဲ့သုံးထားတာဖြစ်တယ်ဟဆိုတဲ့ verb က predicate လို့ခေါ်တဲ့ဝါစကားအနေနဲ့သုံးထားတယ်ကာဖေးဆိုတဲ့နာမ်ကကံပုတ်အနေနဲ့သုံးထားတာဖြစ်တယ်အဲ့တော့ဝါကျဖွဲ့စည်းပုံလေးကိုလေ့လာကြည့်ရင် verb predicate object အဲ့တော့ဒီသင်ခန်းစာက object လို့ခေါ်တဲ့ကံပုတ်တည်ရဲ့အကြောင်းကိုသုံးတတ်အောင်လေ့ကျင့်သွားမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့တရုတ်ဝါကျတွေမှာလည်းသူက subject verb predicate object ဆိုပြီးတော့ဝါကျတွေကိုတိဆောက်လေရှိတယ်ဗျာနော် subject ဆိုတာကပြုလုပ်တဲ့သူတွေဥပမာငါ coffee တောက်တယ်ဆိုရင်ငါကဘာလုပ်တဲ့သူလဲတောက်တဲ့သူ okay ဒါဆိုရင် coffee coffee ကဘာဖြစ်တာလဲတောက်ချင်းကိုခံရတဲ့အရာဟုတ်ပြီနော်ဒါကြောင့်မို့တရုတ်ဝါကျတွေမှာခံရမှုကိုဖော်ပြတဲ့စကားလုံးတွေစကားစုတွေကိုကံပုတ်အနေနဲ့ verb ရဲ့နောက်မှာထားတယ် object ပေါ့ဗျာပြောရရင်တော့verb ရဲ့နောက်မှာထားတယ်မြန်မာစကားကြတော့ coffee တောက်တယ်တရုတ်စကားကြတော့တောက်တယ် coffee ဘာဖြစ်လို့လဲ coffee ကတောက်ချင်းခံရတဲ့အရာဒါကြောင့်မို့ကံပုတ်အနေနဲ့ verb ရဲ့နောက်မှာသုံးထားတာဖြစ်တယ်ခင်ဗျဒါဆိုရင်ဒီ verb predicate ဒီမှာကျွန်တော် predicate အကြောင်းလေးကိုနည်းနည်းလေးပို့ပြီးတော့ရှင်းပြပေးမယ်နော် predicate ဆိုတာကဝါစကားသူကအဓိကအဓိပ္ပာယ်ဖွင့်ဆိုရရင်နော်ဝကျတစ်ကြောင်းလုံးရဲ့အဓိကအထူးပြုခံစကားလုံးလို့ခေါ်တယ်။သူကကြတော့ဒီဝက်ကြတွေကအဓိကပေါ့ဗျာ။သူတစ်လုံးနဲ့လည်းသုံးလို့ရတယ်။တခြားစကားလုံးတွေစကားစုတွေနဲ့တွဲလိုက်ရင်လည်းအကုန်လုံးအဓိပ္ပာယ်ရှိတဲ့စကားစုတွေဝက်ကြတွေဖြစ်သွားတယ်ပေါ့ဗျာ။ဥပမာကျွန်တော်တို့တောက်တယ်လို့ပဲပြောမယ်။喝တောက်တယ်။ဒါဆိုရင်ဒါနဲ့တွဲကြည့်မယ်။ငါတောက်တယ်我喝ဒီနှစ်ခုပဲတွဲမှာနော်။ဒါမှမဟုတ်သူ့ရဲ့နောက်ဘက်အစိပ်ဘက်နဲ့ပြန်တွဲမယ်။ coffee တောက်တယ်喝咖啡ဒါမှမဟုတ်ငါ coffee တောက်တယ်我喝咖啡သူကဘလို့ပဲတွဲဗျဒီစကလုံးပါနေဝကြဖြစ်တယ်ဒါဆိုရင်ကျန်တဲ့စကလုံးတွေရောတချို့စကလုံးတွေကဟုတ်တယ်တလုံးချင်းပြောရင်တော့ရတယ်ဒါပေမဲ့တွဲလိုက်ရင်သိပြီးတော့အတိတ်ပဲမရှိတော့ဝကြလည်းမဖြစ်တော့ဘာလို့ဆိုလိုမှလည်းနားမလဲတော့ဥပမာဝါစာငါတလုံးချင်းပြောလို့လည်းရတယ်咖啡 coffee တလုံးချင်းပြောလို့ရဥပမာဗျာကိုလက်ညှိုးထိုးရရောဝါပြောလို့ရတယ် coffee ကိုလက်ညှိုးထိုးရရော咖啡ဆိုရောပြောလို့ရတယ်ဒါပေမဲ့အဲ့နှစ်ခုအတွက်ရင်အတိတ်ပဲမရှိတော့ဘယ်လိုပြောမလဲဝါ咖啡ငါ coffee ဘာလို့ဆိုလိုမှမသိဘူးဟုတ်ပြီနော်ငါရဲ့ coffee လို့ပြောတာလည်းမဟုတ်ဥပမာငါတောက်နေတဲ့ coffee လို့လည်းပြောတာလည်းမဟုတ်ငါ coffee ဘာပြောမှမသိဘူးအဲကြောင့်မို့ကျွန်တော်တို့ကဝါစကဆိုတာကသူတလုံးချင်းတော့လည်းကောင်းတခြားဟာတွေနဲ့တွဲဆက်ရင်တော့လည်းကောင်းအကုန်လုံးအဓိပ္ပာယ်ရှိနေတခြားစကားလုံးတွေကြတော့တလုံးချင်းပြောရင်အဓိပ္ပာယ်ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တွဲဆက်လိုက်တဲ့အခါမှာဝက်ကြဖြစ်မသွားဘူးဗျဟုတ်ပြီနော်အဓိပ္ပာယ်ရှိတဲ့စကားစုတစ်ခုဒါမှမဟုတ်ဝက်ကြတစ်ကြောင်ဖြစ်မသွားဘူးဒါပေမဲ့ဝါစကတွေမှာကြတော့အာသာချက်တွေရှိတယ်သူတလုံးနဲ့လည်းပြောလို့ရတယ်တခြားစကားလုံးတွေနဲ့ကြိုက်တယ်လို့လှက်ပတ်ပြီးအကုန်တွဲလို့ရတယ်ဒါကြောင့်မို့သူ့ကိုအဓိကအထူးပြုခံတဲ့စကားလုံးလို့ခေါ်တယ်ဒီ subject ကလည်းသူ့ကိုပဲအထူးလာပြုရတယ်ဒီ object ကလည်းသူ့ကိုပဲအထူးလာပြုရတယ်ဒါမှမဟုတ်တပြိုင်တည်းလည်းအထူးပြုလို့ရတယ်โอเคเนาะနားလည်တော့နောက်တစ်ခါတော့ပြန်လေ့လာကြည့်ကျွန်တော်ပြန်ရှင်းပြမယ်တောက်တယ်喝ငါတောက်တယ်我喝coffee တောက်တယ်喝咖啡ငါ coffee တောက်တယ်我喝咖啡ဟောဘယ်လိုပဲပြောဒီစကလုံးနဲ့တွဲဆက်ထားတဲ့အတွက်ကြောင့်အကုန်လုံးအတိတ်ပဲရှိတယ်ဝါကြတွေဖြစ်သွားတယ်ဟုတ်ပြီနော်ကောင်းပြီနောက်တစ်ကြောင်းတော့ဆက်လေ့လာကြည့်ရအောင်အမေထမင်းချက်တယ်妈妈做饭妈妈做饭妈妈ဆိုတာကအမေလို့အဓိပ္ပာယ်ရတယ်ဗျဒါကနန်တစ်ခုဖြစ်တယ်做ဆိုတာကချက်တယ်လို့အဓိပ္ပာယ်ရတယ်ဒီဝက်ကြထဲမှာဆိုရင်ဘာလို့လဲဆိုတော့ဆိုတဲ့ verb ရဲ့အဓိပ္ပာယ်ကတော့အများကြီးရှိတယ်ဒါပေမဲ့ဒီဝက်ကြထဲမှာဆိုရင်ချက်တယ်လို့အဓိပ္ပာယ်ရတယ်ဘာဖြစ်လို့လဲ fan ဆိုတဲ့ထမင်းနဲ့တွဲလိုက်လို့ဟ
ဟုတ်ပြီနော်ထမင်းနဲ့တွေ့ရင်ထမင်းချက်တယ်ပေါ့နော်ဥပမာအလုံးနဲ့တွေ့ရင်တော့ကြော့ကုန်းကြော့ဆိုရင်အလုံးလုံးတယ်ဥပမာအိမ်မက်နဲ့တွေ့ရင်ကြော့မုံဆိုရင်အိမ်မက်မက်တယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကအများကြီးပဲရှိတယ်တွဲတဲ့စကလုံးပေါ်မှာမူတည်တယ်သူနောက်ကကံပုတ်ပေါ်မှာမူတည်ပြီးတော့သူအဓိပ္ပာယ်တွေများစွာပြောင်းလဲသွားတယ်โอเคနော်ဒါဆိုရင်ဒီစကလုံးကပါလဲ verb တစ်ခုဖြစ်တယ်သူကလှုပ်ဆောင်ချက်ကိုပြောတာကိုချက်တီဆိုတော့ဒါလှုပ်ဆောင်ချက်တစ်ခုပေါ့နော်နောက်တစ်ခုက fan ဆိုတာထမင်းဒါကနန်တစ်ခုဖြစ်တယ်နန်ဆိုတာကတော့ပြောရလို့ရှိရင်အမည်နာမပေါ့နော်ကျွန်တော်တို့မြန်မာဒရာမာသင်ရတယ်လို့သက်ရှိသက်မဲ့ direct ရှိ direct မဲ့တို့ရဲ့အမည်ဟုသမျှကိုနန်လို့ခေါ်တယ်ဒါပဲအတူတူပဲတရာပုံစံတွေကတရုတ်မှာလည်းအဲ့ဒါတွေပဲเนาะโอเคဒါဆိုလို့ရှိရင်ဒီဝက်ကြတယ်မှာမာဆိုတဲ့နန်က subject ပြုလုပ်သူအနေနဲ့သုံးထားတယ်ဘာဖြစ်လို့လဲချက်ပြုတ်ချင်းကိုပြုလုပ်တဲ့သူကဘာလို့လဲအမေကချက်တာโอเคဒါဆိုရင်ဒီဆိုတဲ့ verb ကကြတော့ predicate လို့ခေါ်တဲ့ဝါစကားအနေနဲ့သုံးထားတယ်သူ့ကိုလာပြီးတော့အားလုံးကလာတွဲထားတယ်အထူးပြုထားတယ်ပေါ့ဗျာ fan ထမင်းဆိုတဲ့နန်ကကြတော့ကံပုတ်အနေနဲ့သုံးထားတယ်ဘာဖြစ်လို့လဲချက်ပြုတ်ချင်းကိုသူကခံရတာထမင်းကချက်ချင်းခံရတာဟုတ်ပြီနော်ကောင်းပြီအဲ့တော့ဒီဝက်ကြလေးရဲ့ဖွဲ့စည်းပုံကလည်း verb predicate object ပေါ့နော်ကံပုတ်တွေဒီပမာထားရတယ်လို့ပြောလဲ verb ရဲ့နောက်မှာထားရတယ်လို့ပြောတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီကံပုတ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးကြိုပြီးတော့ရှင်းပြထားမယ်ပေါ့နော်ကံပုတ်တွေကတရုတ်ဝက်ကြတွေမှာဆိုရင် verb ရဲ့ရှေ့မှာထားရတဲ့ပုံစံတွေလည်းရှိတယ်ဗျဒါပေမဲ့အဲ့ဒါတွေကလာမဲ့သင်ခန်းစာတွေမှာအသေးစိတ်တွေဆက်ရှင်းပြမယ်ဒီသင်ခန်းစာမှာကျွန်တော်တို့ဘယ်လိုပဲမှတ်ရမလဲကံပုတ်ဆိုတာတစုံတစ်ခုပြုလုပ်ခြင်းခံရတာတွေကိုဖော်ပြတယ်ဝက်ကြထဲမှာဆိုရင် verb ရဲ့နောက်ဘက်မှာထားပြီးသုံးပေးရတယ်ဒီလောက်သိရင်ရပြီလောလောဆယ်เนาะအဲ့တော့ထမင်းချက်တယ်တရုတ်လိုပြောတဲ့အခါကျပါလဲချက်တယ်ထမင်းဘာဖြစ်လို့လဲထမင်းကချက်ချင်းခံရတာမို့လို့โอเคเนาะဝက်ကြလေးပြန်လေ့လာကြည့်ပါအမေထမင်းချက်တယ်妈妈做饭妈妈做饭ဟုတ်ကဲ့ပါကျွန်တော်တို့ဒီသင်ခန်းစာလေးနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ကြည့်အောင်ခင်ဗျညီလေးတရုတ်စကားလေ့လာတယ်ဝါဟာရလေးတွေကြည့်အောင်เนาะ中文တရုတ်စကား中文ဒါကနံတစ်ခုဖြစ်တယ်တီတီညီလေးတို့မဟုတ်မောင်လေးဒါကလည်းနံတစ်ခုပဲဖြစ်တယ်学习လေးလာတင်ယူတယ်ဒါက verb တစ်ခုဖြစ်တယ်ဗျအဲ့တော့ဒီဝက်ကြမှာကြည့်မယ်တရုတ်စကားလေးလာတယ်ဆိုတော့တရုတ်စကားကလေးလာခြင်းကိုခံရတာဒါဆိုရင်လေးလာသည်ဆိုတဲ့ verb ရဲ့နောက်မှာကံပုတ်အနေနဲ့တွဲပေးရမယ်ဘယ်လိုတွဲမလဲ学习中文တရုတ်စကားလေးလာတယ်ဒါဆိုရင်ညီလေးကဘာလုပ်တဲ့လူလဲလေးလာခြင်းကိုပြုလုပ်တဲ့သူသူက subject ပေါ့ဗျာဒါဆိုရင်ဒီ verb ရဲ့ရှေ့ကတွဲမယ်တီ学习ကောင်းပြီအဲ့စကားလုံးသုံးလုံးကိုဝက်ကြတစ်ကြောင်းဖြစ်အောင်စီကြည့်မယ်ကိုယ့်အကိုအရင်ပြောကြည့်ပါမှန်ပါတယ်弟弟学习中文ညီလေးတရုတ်စကားလေ့လာတယ်弟弟学习中文အဖိုး TV ကြည့်တယ်看ကြည့်တယ်လို့အဓိပ္ပာယ်ရတယ် verb 爷爷ဆိုတာအဖိုးနံတစ်ခုဖြစ်တယ်电视ဆိုတာ TV တို့မဟုတ်ရုပ်မြင်သံကြားပေါ့နော်ဒါကလည်းနံတစ်ခုပဲဖြစ်တယ်အဲ့တော့ TV ကဘာလို့ချင်းခံရတာလဲကြည့်ချင်းခံရတာဒါဆိုရင်ကြည့်တယ် TV ဆိုပြီးတော့တွဲပြောရမယ်နော်看电视ဒါဆိုကြည့်တဲ့သူကဘာတူလဲပြုလုပ်သူကအဖိုးဒါဆိုရင်အဖိုးဆိုတဲ့စကားလုံးကဒီ verb ရဲ့ရှေ့က subject ပေါ့နော်爷爷看ဒီစကားလုံးသုံးလုံးကိုကိုယ့်ကိုတွဲပြီးတော့ဝါချစီကြည့်ပါမှန်ပါတယ်爷爷看电视အဖွာပုံပြင်ပြောတယ်讲ပြောတယ်ဒါက verb နိုင်ဆိုတာအဖွာနံတစ်ခုဖြစ်တယ်故事ဆိုတာပုံပြင်ဒါလည်းနံပဲအဲ့တော့ပုံပြင်ပြောချင်းခံရတာကိုယ့်ကိုယ်ရင်ပြောကြည့်ပါမှန်ပါတယ်နိုင်讲故事ဆရာကျောင်းသွားတယ်学校ကျောင်းလို့အဓိပ္ပာယ်ရတယ်နံတစ်ခုဖြစ်တယ်老师ဆရာဒါကလည်းနံတစ်ခုပဲဗျာနော်去
သွားတယ် verb တစ်ခုဖြစ်တယ်အဲ့တော့ဒီမှာကြောင်းသွားတယ်ဆိုတော့ကြောင်းကဘာလို့ချင်းခံရတာလဲသွားချင်းခံရတဲ့နေရာအဲ့မှာကျွန်တော်ကံပုတ်ကြောင်းနည်းနည်းရှင်းပြမယ်နော်ကံပုတ်ဆိုတာလူတွေတက်ရှိတက်မဲ့တရိษံအရာဝတ္ထုနေရာဘာဖြစ်ဖြစ်အားလုံးကိုကံပုတ်ဖြစ်သုံးနိုင်တယ်တရုတ်ဝတ်ချတယ်မှာဘယ်ချိန်မှာသူကကံပုတ်ဖြစ်သွားလဲခံရတယ်လို့အ내အဓိပ္ပာယ်ထွက်ရင်ကံပုတ်ဖြစ်သွားတယ် verb နဲ့တွဲကြည့်တယ်ဗျာဒီ verb နဲ့တွဲကြည့်လို့အ내အဓိပ္ပာယ်ရခံရတယ်လို့အဓိပ္ပာယ်ထွက်ရင်ကံပုတ်ပဲအဲ့တော့ကျွန်တော်တို့ကံပုတ်ကိုလူမို့လို့တရိษံမို့လို့တက်ရှိတက်မဲ့အရာဝတ္ထုနေရာမို့လို့ဆိုမခွဲထားဘူးခံရတယ်လို့အဓိပ္ပာယ်ထွက်ရင်အကုန်ကံပုတ်ပဲ verb ဖြစ်နောက်မှာပဲတုံးတယ်ဒီမှာလဲကျွန်တော်တို့ကကြောင်းသွားတယ်ဆိုကြောင်းကသွားချင်းခံရတာဒါဆိုရင်သွားတဲ့ကြောင်းဆိုရပြန်ပြောတယ်တရုတ်က去学校 okay ဒါဆိုကိုယ့်အကိုအရင်ပြောကြည့်ပါဦး慢慢的老师去学校老师去学校အတော်ဖျဲတီးဝဲတယ်西瓜西瓜ဖျဲတီးပေါ့နော်နာမ်တစ်ခုဖြစ်တယ်အာကြီးအတော်ဒါလည်းနာမ်တစ်ခုပဲဗျမိုင်ဝဲတယ်ဒါက verb တစ်ခုဖြစ်တယ်အဲ့တော့ဖျဲတီးကဝဲချင်းခံရတာကိုယ့်ကိုပြောကြည့်ပါဦး慢慢的阿姨买西瓜阿姨买西瓜ဦးလေးတက္ကစီမောင်းတယ်ခိုင်မောင်းနေတယ် verb 叔叔ဦးလေးဒါကနာမ်出租車 taxi ဒါလည်းနာမ်ပဲအဲ့တော့ဦးလေးတက္ကစီမောင်းတယ်ပြောကြည့်ပါဦးတက္ကစီကမောင်းခြင်းခံရတာ慢慢的叔叔开出租车叔叔开出租车အကိုကြီးလေရင်စီးတယ်大哥အကိုကြီးနံ飛機လေရင်ဒါလည်းနံမယ်坐ဒါက verb တစ်ခုဖြစ်တယ်ဒီ verb ကစီးတယ်လို့လည်းအဓိပ္ပာယ်ရတယ်ဥပမာကားယထာသင်္ဘောလေရင်เนาะအဲ့ဒါတွေကိုစီးတာထိုင်တယ်လို့လည်းအဓိပ္ပာယ်ရတယ်နှမျိုးအဓိပ္ပာယ်ရှိတယ်ပေါ့နော်ကောင်းပြီဒီမှာလေရင်ကစီးချင်းခံရတာကိုယ့်ကိုပြောကြည့်ပါ慢慢的大哥坐飞机ကလေးကနွားနို့ကြိုက်တယ်喜欢ဆိုတာကြိုက်တယ်သဘောကျတယ်လို့အဓိပ္ပာယ်ရတယ်ဒါက verb တစ်ခုပြ小孩ကလေးဒါက noun တစ်ခုဖြစ်တယ်နော်အဲ့တော့ဒီမှာကျွန်တော်ဆိုသွားတဲ့အတန်အတွက်ကဟွာရင်းလေးကိုထည့်ပြီးဆိုသွားတယ်သူ့ရဲ့နောက်မှာဆိုတာလေးပါတယ်နော်ပေါ့ဟွာရင်းလို့ခေါ်တယ်ဒါကဘာဖြစ်လို့အဲ့လိုထည့်ဆိုလဲဆိုတော့တရုတ်နိုင်ငံရဲ့မြောက်ပိုင်းပေါ့နော်ပေကျင်းတစ်ဝိုက်ကလေယူလေသိန်းတစ်ခုဖြစ်တယ်ဗျာသူကတန်လေးတွေထည့်ဆိုတယ်အဲ့ဒီမြောက်ပိုင်းဒေတာတွေကလွဲလို့ရှိရင်ကျန်တဲ့ဒေတာတွေမှာကြာဒီတန်ကိုထည့်မဆိုဘူးအဲ့တော့ကျွန်တော်တို့ကမဖတ်တတ်ဘူးဆိုရင်ဘယ်လိုပဲဖတ်လို့ရလဲ小孩လို့ဖတ်လို့ရတယ်တကယ်လို့ဖတ်တတ်တယ်ဆိုတော့ကျွန်တော်ဖတ်တယ်လို့小孩လို့ပဲဖတ်ပေါ့ဗျာเนาะဒါမြောက်ပိုင်းလေတန်牛奶နွားနို့ဒါကနံတစ်ခုဖြစ်တယ်ဗျအဲ့တော့ကလေးကနွားနို့ကြိုက်တယ်ဆိုတာနွားနို့ကကြိုက်ချင်းခံရတဲ့အရာကိုယ့်ကိုပြောကြည့်ပါ慢慢的小孩喜欢牛奶သူတရုတ်သချင်းနားထောင်တယ်他သူလို့အဓိပ္ပာယ်ရတယ်ပုဂ္ဂလနာမ်စာဖြစ်တယ်中文歌တရုတ်သချင်းเนาะဒါလည်းနာမ်ပဲ中文ဆိုတာကတရုတ်စကားကိုပြောတာတရုတ်ဘာသာကိုပြောတာ歌စာသချင်းတရုတ်ဘာသာနဲ့ဆိုတဲ့သချင်းပေါ့တရုတ်သချင်းပေါ့中文歌听နားထောင်တယ်ဒါက verb ပဲအဲ့တော့တရုတ်သချင်းကနားထောင်ခြင်းခံရတာကိုယ့်ကိုယ်ရင်ပြောကြည့်ပါ慢慢的他听中文歌သူတို့ကတရုတ်စားစာတွေကြိုက်တယ်他们သူတို့ပုဂ္ဂလနာမ်စာဖြစ်တယ်喜欢
喜欢ကြိုက်တယ်သဘောကျတယ် verb တစ်ခုဖြစ်တယ်中国菜中国菜တရုတ်စားစာတရုတ်ဟင်းပေါ့နော်ဒါကနံတစ်ခု中国ဆိုတာတရုတ်နိုင်ငံကိုပြောတာ菜စာဟင်းလျာတွေဟင်းပွဲတွေဟင်းရွက်တွေကိုပြောတာ菜 okay နော်အဲ့တော့တရုတ်နိုင်ငံကချက်တဲ့ဟင်းဆိုတရုတ်စားစာတရုတ်ဟင်းပေါ့中国菜တရုတ်လူမျိုးတွေချက်တဲ့ဟင်းတရုတ်နိုင်ငံမှာစားသုံးတဲ့ဟင်းဟုတ်ပြီနော်အဲ့တော့တရုတ်စားစာတွေကကြိုက်ချင်းကိုခံရတာဗျဒါဆိုပြောကြည့်ပါဦးမှန်ပါတယ်他们喜欢中国菜他们喜欢中国菜ညီမလေးတရုတ်စာရေးတယ်妹妹妹妹ညီမလေးဒါကနံတစ်ခုဖြစ်တယ်ဗျာနော်写ရေးတယ်ဒါက verb 汉字တရုတ်စလုံးဒါကနံတစ်ခုဖြစ်တယ်အဲ့တော့တရုတ်စလုံးကရေးချင်းခံရတာကိုယ့်ကိုယ်ရင်ပြောကြည့်ပါမှန်ပါတယ်妹妹写汉字妹妹写汉字တတိကုမ္ပဏီမှာရှိတယ်老板တတိဒါကနံတစ်ခုဖြစ်တယ်ဗျ在မှာရှိတယ်တနေရာမှာရှိတာเนาะသူကနေရာတွေကိုဒီနေရာကိုဖော်ပြနိုင်စွမ်းရှိတယ်ဒီ fact ကပေါ့เนาะ公司ကုမ္ပဏီဒါကနံတစ်ခုဖြစ်တယ်အဲ့တော့တတိကုမ္ပဏီမှာရှိတယ်ကုမ္ပဏီဆိုတာဗာလဲတယောက်ယောက်ရှိချင်းခံရတဲ့နေရာခုနကကျွန်တော်ပြောခဲ့သလိုပဲเนาะနေရာတွေကိုလည်းကံပုတ်အနေနဲ့သုံးလို့ရတယ်ဘာဖြစ်လို့လဲရှိချင်းခံရတဲ့နေရာခံရတာမို့လို့โอเคအဲ့တော့ကုမ္ပဏီမှာရှိရတော့မှာရှိတဲ့ကုမ္ပဏီလို့တွဲပြောတာဗာလဲ在公司ကျွန်တော်ကောက်ကိုပြောကြည့်ပါမှန်ပါတယ်老板在公司老板在公司သူပေကျင်းမှာနေတယ်他ဆိုတာကသူလို့တိတ်ပြရတယ်ပုဂ္ဂလနံစာပေါ့နော်ပေကျင်းဆိုတာကပေကျင်းမြို့တရုတ်နိုင်ငံရဲ့မြို့တော်ဒါနံတစ်ခုဖြစ်တယ်ကျူနေထိုင်တယ်ဒါက verb တစ်ခုဖြစ်တယ်ဗျအဲ့တော့သူပေကျင်းမှာနေတယ်ဆိုတော့ပေကျင်းဆိုတဲ့မြို့ဒီနေထိုင်ခြင်းခံရတဲ့မြို့ဒါဆိုရင်နေဒီဆိုတဲ့ verb ရဲ့နောက်မှာတွဲဆက်လို့ရတယ်ပြောကြည့်ပါဦးမှန်ပါတယ်他住北京သူပေကျင်းမှာနေတယ်ကောင်းပြီအဲ့တော့ဒီဝက်ကြလေးနဲ့ပတ်သက်ပြီးတော့တချို့တရုတ်စကားကိုလေးလောက်မှုတဲ့သူတွေကစိတ်ထဲမှာတမျိုးဖြစ်နေလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့တရုတ်စကားပြောစာအုပ်ဒီမှာဒီလိုသုံးတာတွေ့လိမ့်မယ်။他住在北京ဆိုပြီးတော့တွေ့လိမ့်မယ်။ဟုတ်ပြီနော်။他住在北京ဘာလေးတစ်ခုပို့သုံးထားလဲ။在ဆိုတဲ့စကားလုံးတစ်ခုကိုပို့သုံးထားတယ်ဗျ။ဟုတ်ပြီနော်။ဒါက verb တစ်ခုဖြစ်တယ်။ဒါပေမဲ့ဒီဝက်ကြထဲမှာဆိုရင်ဒီ verb ကဖြစ်ဆွတ်ပုတ်အနေနဲ့သုံးထားတာ။အဲ့ဒါတွေကနောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်အသေးစိတ်ရှင်းပြပေးမယ်။ဒီ在ဆိုတဲ့စကားလုံးကထည့်သုံးလဲရတယ်မသုံးလဲရတယ်ဗျာနော်ဆိုလိုတာတော့ဗျာကျွန်တော်တို့ကသူပေကျင်းမှနေရဆိုနှစ်မျိုးပြောလို့ရတယ်在မပါဘူးပေါ့ဗျာ他住北京သူပေကျင်းမှနေရဒီလိုပြောလဲမှန်တယ်ဒါမှမဟုတ်他住在北京သူပေကျင်းမှနေတယ်နှစ်မျိုးလုံးမှန်တယ်ခင်ဗျာနော်ဟုတ်အမအဝတ်တွေလျှော်တယ်姐姐ဆိုတာအမနံတစ်ခုဖြစ်တယ်衣服ဆိုတာအင်ဂျီအဝတ်စားဒါလည်းနံတစ်ခုပဲဗျ洗လျှော်ဖွတ်တယ်စေကြောတယ်ဒါက verb တစ်ခုပေါ့နော်အဲ့တော့အဝတ်စားတွေကလျှော်ခြင်းခံရတာတွေဗျဒါဆိုကိုယ့်အကိုပြောကြည့်ပါမှန်ပါတယ်姐姐洗衣服သူငါ့ကိုပြောပြတယ်告诉ပြောပြတယ်ဒါက verb တစ်ခုဖြစ်တယ်နော်我ငါကျွန်တော်ကျမဒါကပုဂ္ဂလနံစာပါ他သူဒါလည်းပုဂ္ဂလနံစာပဲဗျအဲ့တော့သူငါ့ကိုပြောပြတယ်ဆိုတော့ငါဆိုတာကဘာလို့ချင်းခံရလဲ
ပြောပြခြင်းခံရတဲ့သူတယောက်ဖြစ်တယ်ဒါကြောင့်မို့ပြောပြတယ်ငါကိုဆိုပြီးပြန်တွဲပြောရတယ်ပေါ့နော်告诉我告诉我ငါကိုပြောပြတယ် okay ဒါဆိုသူငါကိုပြောပြတယ်ပြောကြည့်ပါမှန်ပါတယ်他告诉我他告诉我ငါသူမကိုချစ်တယ်他ဆိုတာသူမပုဂ္ဂလနံစာဖြစ်တယ်我ငါကျွန်တော်ကျမဒါလည်းပုဂ္ဂလနံစာပဲဗျာနော် I ချစ်တယ်ကြိုက်တယ်လို့အဓိပ္ပာယ်ရတယ်ဒါက verb တစ်ခုဖြစ်တယ်ဗျအဲ့တော့ငါသူမကိုချစ်တယ်ဆိုတော့သူမကချစ်ချင်းခံရတာဒါဆိုဘယ်လိုပြောမလဲ I 他ငါဆိုတော့ကိုယ့်ကိုပြောကြည့်ပါမှန်ပါတယ်我爱他我爱他အကယ်၍ဒီမှာစလုံးလေးတွေပြောင်းပြောလို့ရပါတော့နော်ငါကမင်းကိုချစ်တယ်ဆိုရင်ဘယ်လိုပြောလဲ我爱你我爱你အကယ်၍မင်းကငါ့ကိုချစ်တယ်ဆိုရင်你爱我ဒါတွေအကုန်လုံးကဘာလဲဆိုတော့ subject verb object ဝကြဖွဲ့စည်းပုံလေးတွေဖြစ်တယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ